အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကအိမ်နွယ်ပါကျမတို့တွေထိုင်းဖတ်စာအုပ်မာနီမာနာရဲ့ဘောနုကိုအတူတူလေ့လာကြမယ်ကျမကတော့ဆရာမတရားမဟုတ်ပါဘူးရှင်ဒါကြောင့်မို့အမှားကြီးလေးတွေရှိခဲ့မယ်ဆိုလို့ရှိရင် comment မှာအမှားလေးတွေကိုလာထောက်ပြပေးဖို့ကြိုတင်ပြီးတော့မေတ္တာရပ်ခံပါတယ်ဒါဆိုရင်မာနီမာနာဘောနုအခန်း1ကိုလေ့လာကြမယ်သင်ခန်းစာကိုမလေ့လာခင်မှာကျမတို့ကလေ့ကျင့်ခန်းကိုအရင်လေ့လာကြမယ်လေ့ကျင့်ခန်းကိုကထိုင်းလိုမျိုးဘယ်ฝึกလို့ခေါ်ပါတယ် forever bed for ကိုฝึกဘယ်ฝึกလေ့ကျင့်ခန်းတော့အားတာအဖိုးအမေရဲ့အဖေနောက်တစ်မျိုးကမျက်လုံးလို့လည်းဘာသာပြန်လို့ရပါတယ်မောအာမာလာဒီနောအာနာလေမောအီမီရှိတီဒေါ်အီဒီကောင်းတီဒေါ်အီတီရိုက်တီဒေါ်အာတာဒီတာကမျက်လုံးလို့ဘာသာပြန်လိုက်မယ်ဒေါ်အီဒီကောင်းတီနောအာနာလေဒေါ်အီဒီကောင်းတီတာဒီမျက်လုံးကောင်းတီနာဒီလေကောင်းတီမောအာမနောအီနီမာနီဆိုတာကဒီမာနီမာနာရဲ့ဇက်ကောင်မာနီကောင်မလေးကိုပြောတာဖြစ်ပါတယ်မောအီမီရှိတယ်တောအာတာမျက်လုံးမာနီမီတာမာနီမှာမျက်လုံးရှိတယ်တောအာတာအဖိုးမော်ယီမီရှိတယ်နောအာနာလေတာမီနာအဖိုးမှာလေရှိတယ်ကွာကာကြီးကန်မောအာမာလာတီနောအာနာလေကာမနာကြီးကန်းကလေထဲကိုလာတယ်တောအာတာအဖိုးမောအာမာလာတယ်နောအာနာလေတာမနာအဖိုးကလေထဲကိုလာတယ်တောအာတာအဖိုးမောအီမီရှိတီနောအာနာလေဒေါ်အီဒီကောင်းတော့တာမီနာဒီအဖိုးမှာလေကောင်းရှိတယ်။ဟောအာဦးလေးလို့လည်းရတယ်ဒေါ်လေးလို့လည်းရတယ်ဒါမဲ့အဖေဘက်ကဖြစ်ရမယ်။မွာမာလာတယ်နောအာနာလေအာမနာဦးလေးကလေထဲကိုလာတယ်။ဆိုရင်သင်ခန်းစာကိုတွက်ကြည့်ကြမယ်။သင်ခန်းစာ1သင်ခန်းစာကိုအခန်း1ပေါ့နော်အခန်း1လို့ပြတာပြန်လိုက်မယ်ဘုတ်ที่1အခန်း1ဘုတ်ที่1ဆိုတာအခန်း1ဘုတ်ที่1ဒါကနာနာဆိုတာမျက်နှာစာမျက်နှာပဲ1ဆိုတာ1ဒီကောင်လေ1ဆိုတော့ထိုင်းအခရာ1မောအာမာနောအီနီမာနီဆိုတာကသူ့နာမည်ပါမောအာမာနောအီနီမာနီမောအီမီရှိတယ်တောအာတာမျက်လုံးမာနီမီတာမာနီမှာမျက်လုံးရှိတယ်ကောအာကာကြီးကန်နောက်တစ်မျိုးကယင်းနှဖျားကိုလည်းကားလို့ခေါ်ပါတယ်ဒီနေရာမှာကားကိုကြတော့ကြီးကန်လို့ပဲဘာသာပြန်လိုက်မယ်ကောအာကာကြီးကန်မော်အီမီရှိတယ်တောအာတာမျက်လုံးကာမီတာကြီးကန်မှာမျက်လုံးရှိတယ်ကောအာဦးလေးမော်အီမီရှိတယ်တောအာတာမျက်လုံးအာမီတာဦးလေးမှာမျက်လုံးရှိတယ်ဒါဆိုရင်မာနီမာနာပေါ်နံဘုတ်ที่1ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်